အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Android TV တွေမှာအသုံးပြုလို့ရတဲ့ Bluetooth system အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Bluetooth နဲ့ပတ်သက်ပြီးတော့ညီမတို့က remote တွေနဲ့မဟုတ်ဘဲနဲ့ sound box တွေနဲ့လည်းချိန်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Bluetooth နဲ့ချိန်ဖို့အတွက်ဆိုလို့ရှိရင် TV ရဲ့ setting နဲ့ဝင်ပေးရမှာဖြစ်ပါတယ် TV ရဲ့ setting ထဲမှာဆိုလို့ရှိရင်remote and accessory ဆိုတာလေးရှိပါတယ် remote and accessory လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကို pair လုပ်ချင်တဲ့device လေးကိုရှာရမှာဖြစ်ပါတယ် pair accessory လေးကိုတစ်ခေါက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုး Bluetooth လေးကိုသူကရှာပါလိမ့်မယ်သူရဲ့ဘေးနားမှာရှိနေတဲ့ပတ်ဝန်းကျင် Bluetooth လေးကိုရှာပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင် M106BT ဆိုတဲ့ Bluetooth နည်းလေးပေါ်လာပါတယ်အဲ့ကောင်လေးကိုတွားပြီးတော့ OK လေးတွားနှိပ်လိုက်ပါတွားနှိပ်လိုက်ပြီဆိုလို့ရှိရင် pairing ဖြစ်နေပါလိမ့်မယ်ခဏလေးစောင့်ပေးပါဒီမှာဆိုလို့ရှိရင် pair လုံးမလို့ထပ်ထပ်မေးပါတယ်အဲ့ဒီမှာကို OK လေးကိုထပ်နှိပ်လိုက်ပါဆိုလို့ရှိရင်တော့ Bluetooth box နဲ့ချိန်သွားပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့မိမိအိမ်မှာ cinema မှုကိုအပြည့်အဝ on လို့ရပါပြီဒီမှာဆိုလို့ရှိရင် Bluetooth sound box မှာဆိုလို့ရှိရင် woofer လေးတွေပါတယ်အတန်ထွက်ကအစားပိုပြီးကောင်းမှုမှာဖြစ်ပါတယ်ရုပ်ထွက်ကလည်းကောင်းပြီးသားကိုအတန်ထွက်ကိုပိုတစ်စင်းမြင့်လိုက်တဲ့ကြောင့်မလို့ညီမတို့ရုပ်ရှင်ရုံမှာကြည့်နေရတဲ့ခန်းစားချက်မျိုးခန်းစားနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကြိုးတွေနဲ့ဆက်သွယ်တရားမလို့ပဲနဲ့ Bluetooth နဲ့ပဲချိတ်ဆက်တာဖြစ်တဲ့ကြောင့်မလို့အိမ်မှာကြိုးတွေရှုပ်ရှက်ခက်နေတာမျိုးလည်းမဖြစ်တော့ပါဘူးရှင်အားလုံးပဲကျေးဇူးတင်ပါတယ် Skyworth. Lead the future.